အခန်း6အိမ်သားလေးမောင်ကျော်ညွန့်ရောက်ခါစားတော့ကတော့မောင်ကျော်ညွန့်မှာမျက်ရည်လေးတဆန်းဆန်းတမိုင်မိုင်တတွေ့ဖြစ်ရှိတော်လဲတပတ်စင်ရရှိလာသောအခါနေသားတစရှိလာပြီးအိမ်သားတယောက်တစ်ဖွဲဖြစ်လာခဲ့တော့၏တီမြင်ရဲ့ညွန့်ညွန့်ငရုတ်သီးချောင်းမင်းမယ်လေဒီလိုကြီးပုံတန်မျိုးကြားရတာအခုတော့ပြောလိုက်တာနော်မသေးမြင်နေမောင်ကျော်ညွန့်အဆင်ပြေသလောက်ပိုက်ကလေးနဲ့မူအစေးမကက်လားမောင်ကျော်ညွန့်ဘက်ကလက်ရောရှိပေမဲ့ဘိုက်ကလေးကတော့ခက်တင်းနဲ့ဆက်ဆံ၏ကိုပိုက်ရေဘာတော့အမလီအတန်ကြီးကလည်းဒီမှာမုံပုံဖောက်လို့စားမလားလို့သူညာကမေးမလို့ဟာမစားဘူးမမေးနဲ့ဟိတ်ကောင်ကျော်ညွန့်ငါ့ကိုစကားပြောရင်အဲ့လိုချွဲပြစ်မပြောနဲ့လို့ဘယ်နှခါပြောရမလဲအော်သူညာကဒီလိုပဲပြောတတ်တဲ့ဟာကိုမစားလဲနေပေါ့ဟွန်းငါနော်ဘိုက်ကလေးနဲ့မောင်ကျော်ညွန့်ကိုကြည့်ပြီးကျွန်ုပ်လည်းနောက်ွယ်တင်ဘိုက်ကလေးကိုတွတ်တိတ်ဆုံးမရ၏ဘိုက်ကလေးသူကကို့အိမ်လာနေတဲ့ဧည့်သည်လေကောင်းမွန်ဆက်ဆံပါကွာနော်ဟာမဆက်ဆံနိုင်ပါဘူးဗျာကျွန်တော်တို့မှဒီအချောက်တွေကြောင့်တိတ်ခါကြအဆက်ခွဲခဲ့ရတယ်မဟုတ်လားဒါတော့ဒါပေါ့ကွာဒါပေမဲ့အဲ့ဒါသူ့ကြောင့်မှမဟုတ်တာပြီးဦးစိန်ညွန့်မျက်နှာလည်းရှိသေးတယ်မဟုတ်လားဟာဦးစိန်ညွန့်အကူကြီးတောင်းလိုက်တယ်လို့မောင်ကျော်ညွန့်ကိုကျွန်တော်တို့ကဝိုင်းပြီးပြုပြင်ပေးရမယ့်တာဝန်ရှိသေးတယ်မဟုတ်လားတီးခံပါကွာခက်လိုက်တာဗျာဟာကျွန်တော်နှစ်ကတော့ဦးလင်းနဲ့တူတယောက်လိုပုံမှန်ဆက်ဆံရေးသဘောမျိုးသားဦးကြီးတို့ရေရင်သွေးချမ်းရပြီနော်။အော်အေးချီကျူးစရာပြောရမည်ဆိုရင်ဖြင့်မောင်ကျော်ညွန့်ကကုညီလိုစိတ်ရှိ၏လူကြီးသူမများပေါ်ယူသည်ကန်ဆိုင်တတ်၏ဘာကြီးဆန်လင်းဖို့ညွန့်မုံလာကြတော့တာပါရှစ်လွတ်အဲ့လေတာတုပါစိတ်ကလေးကတော့ကောင်းလာတယ်ဒါပေမဲ့နှွေနေချောက်နေတာခက်တယ်ဘဲကနေဘလို့ပြုပြင်ရမလားဘာပဲပြောမသိမြင်တဲ့မောင်ကျော်ညွန့်အဆင်မပြေမှာကိုကျွန်ုပ်အစိုးရိမ်ဆုံးဖြစ်၏ဘိုက်ကလေးကမှထိမ့်ရကြအောင်မီမသိမြင်တာမကြည့်ဘူးလေနားပူရမှာကကျွန်ုပ်ပင်ဖြစ်သည်မဟုတ်ပါလို့တော့တပီရှစ်အချောက်ကစိုးရိမ်မိသည်တကယ်တော့မသိမြင်တဲ့အဆင်မပြေစရာမရှိမောင်ကျော်ညွတ်ပေးကမ်းထားသောတစိုးလက်ဆောင်ပတ်တိမ်များကနဲမှမနေပြီပဲကိုအဲ့ဒီအဆင်လေးတည်မြင်ကြရဲ့လားယင်ကြိုက်အားလုံးကြိုက်ဤဒီကလည်းရန်ကုန်မှမောင်ကျော်ညွတ်၏အမများအတော်များ၏လက်မြင်မှုပင်ဆိုရပေချင်းရော့ဒီပါတိဝမ်ဆက်တီယူသွားဥတုပင်မိမကိုလက်ဆောင်ပေးလိုက်ဟုတ်တယ်ဒါမှညွန့်ကိုပင်ဘာမှမခိုင်းပါလက်ဆောင်ပနာကြောင့်ကြည်ပြူသည်ဆိုစီအောင်မောင်ကျော်ညွန့်အပေါ်မသိမြင်တယောက်သားလေးနဲ့သမီးလေးနဲ့စိတ်ရင်းကြည်ပြူချစ်ခင်နေသည်ကိုတော့ကျွန်ုပ်ရိပ်မိ၏သူမကြည်ပြူလျင်သူများထပ်ပိုတက်သည့်အကျဉ်းကြောင့်ဘိုက်ကလေးနဲ့မောင်ကျော်ညွန့်တို့ကြားအစင်းမကန့်မှုပိုကြီးထွားလာသည်ကတော့အမှန်ပဲပါတိလေးရင်အဲ့လေညွန့်ရေဘယ်နဲ့ငရုတ်သီးထောင်းနေရတာလဲနေဘိုက်ကလေးကိုခေါ်ထောင်းခိုင်းလိုက်မယ်ငါတော့ပြောရလျင်မောင်ကျော်ညွန့်ရောက်လာသည့်အတွက်ကျွန်ုပ်တို့အိမ်ဤစားစရိတ်မှာပို့ပြီးတက်မလာခဲ့ကြီးမြေရဲ့ညွန့်အတွက်ညနေစာထဲမချက်နဲ့တော့ဘာဖြစ်လို့လဲညွန့်ရဲ့ဘာလဲအားနာလို့လားမဟုတ်ပါဘူးညွန့်ဝါလာမှာဆိုလို့ညနေစာလုံးမစားတာပါအိုးမဟုတ်တာညွန့်ဗိုက်စာနေမှာပေါ့နည်းနည်းလေးတော့စားပါဟင်းမစားပါဘူးတီမြင်ညွန့်ကအချစ်ဖြစ်နေပါပြီနိုင်ငံသားသူတွေမော်ရယ်ရီဆိုရင်လည်းအဲ့လိုပဲဝိရှော့ကြတာတီမြင်ရဲ့ဟုတ်လို့လားညွန့်ရဲ့အဟုတ်ပေါ့တီမြင်ရဲ့တီမြင်လည်းညစာလုံးဝမစားဘဲနေကြည့်ပိန်လှလေးဖြစ်လာလိမ့်မယ်တကယ်ပိန်လှလေးတော့ဖြစ်လာမယ်မထင်ဘူးဘောလုံးလေးရှော့ထားသလိုပျော့ဖက်ကြီးဖြစ်လာမှာတော့ကျင်းသေးပဲညွန့်ပြောသလိုပိန်လှလေးတော့ဖြစ်ချင်ပါရဲ့ဒါပေမဲ့ညစာတော့မစားဘဲမနေနိုင်ဘူးညွန့်ရဲ့ဟီဟောဒါကြောင့်တီမြင် fat ဖြစ်နေတာသိလားတို့တောသူတောင်သားတွေဆိုတာကထမင်းကိုပဲခုံမေစားကြတာဆိုတော့ fat ပဲဖြစ်ဝက်ပဲဖြစ်ချင်ရဖြစ်တွေ့ရမှာပဲညွန့်ရေခက်ညစာကိုအရှင်းမစားသလိုမနက်စာကြပြန်တော့လေထမင်းတပတ်နဲ့ထပ်ပို့စားတာကိုမတွေ့ရမောင်ကျော်ညွန့်ထည့်အောင်လေကွာနဲလာကြည်လားထမင်းလျှော့စားပြီးဘော်ရီထိန်းထားရတာဦးကြီးတို့ရဲ့ဒါလည်းဒုက္ခပါပဲနော်ငပီးငရုတ်တီအဆက်အငန်ဆိုရင်လေရောင်လို့ပင်မတူအိုးမစားရဲပေါင်းတော်ကြဝက်ချန်တွေအဖူတွေထွက်လာပြီးကိုပိုက်လိုရုပ်ဆိုးတတ်မှာပေါ့ငါနော်အာဟာရမပြည့်၍ပိန်ရှိဖြစ်နေသည်တာကိုပင်သူကအားရနေကြသည်ဒါမှ international body မျက်စိတောင်းမတဲလိုက်တာနော်ညအိပ်ရဝဲတယောက်တည်းမအိပ်ရဲဆိုသဖြင့်အိမ်ရှိကန်းတွင်ဘိုက်ကလေးနှင့်ရှင်အိပ်စီ၏ဘိုက်ကလေးကလက်မခံလို့တော့လဲသူ့အမအမိတ်မငင်းဆန်ဝင်သည်မို့လက်ခံရကြ၏ဟိတ်ကောင်ကြော်ညွန့်မင်းချင်အောင်ထဲကနေအပြင်ထွက်မလာနဲ့နော်ဟောအမေသူကပဲပြောရသည်ရှိသေးဒီကပြောဖို့ထားပါအောင်ဟောတို့ဖြစ်ရက
ရန်ကုန်မှတည်လာသောမုတ်ပုံးများဥစိန်ညွန့်ပေးလိုက်သောစားစရိတ်ငွေတို့မှာပိုရှံ၍ပင်နေကြတော့သည်တကား